လူတိုင်းကရုပ်နဲ့ကွဲနေတာကိုတည်တည်ချာချာမြင်နိုင်ပါပြီလားဓမ္မချစ်သူများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ပထမဦးစွာနှုတ်ခွန်းဆက်တာအပ်ပါတယ်ရှင်ဒီဗီဒီယိုလေးကတော့တရားချစ်သူတို့ရဲ့ကိုယ်တွေ့တရားသိတွေကိုပြန်ပြီးမျှဝေပေးတာပဲဖြစ်ပါတယ်ရှင်ရုပ်နဲ့နာမည်ရှိတယ်ငါသူတစ်ပါးယောက်ျားမိန်းမဆိုတာမရှိဘူးလို့တရားတော်တွေနာရင်ကျမတို့သိနေကြပါတယ်တကယ်သိနေကြတာလားဆိုတော့ခန္ဓာနဲ့မဟုတ်ပဲတင်ညာနဲ့သာသိနေကြတာများပါတယ်အမှန်တော့ရုပ်နာကလူတိုင်းကွဲနေကြတာပါအဝိဇ္ဇာအုံနေလို့မသိကြတာပါရှင်အခုကျမရင်နှွေးချမ်းတောက်နေရင်ကရုပ်နာကွဲနေတာလေးပြောပြပါမယ်တယောက်လောက်သိသွားလဲအမျက်ပဲလေကျမရင်နှွေးချမ်းကိုတောက်တဲ့အခါရင်နှွေးချမ်းကရုပ်ရှာအကြည်ကရုပ်ပါရုပ်နဲ့ရုပ်တိုက်တော့စိတ်ဖြစ်ပါတယ်။ဘာစိတ်လဲဆိုတော့ပူသေးတယ်တဲ့။ကျမရင်နှွေးချမ်းခွက်ကိုကင်ထားတဲ့လက်အကြည်ကရုပ်ခွက်ကရုပ်တိုက်လိုက်တော့စိတ်ဖြစ်ပါတယ်။မမာလေးနဲ့နှွေးနေတာတဲ့။ကျမရင်နှွေးချမ်းခွက်ကိုကြည့်လိုက်တဲ့အခါမျက်စိအကြည်ရုပ်ခွက်ပုံရိပ်ကရုပ်ပါတိုက်သွားတော့စိတ်ကပြောပါတယ်အဲ့ဒါရင်တွေချမ်းခွက်တဲ့ကျမနာအကြည်ရုပ်ကိုအတန်ရုပ်တစ်ခုကလာတိုက်နေပါတယ်စိတ်ကပြောရင်အဲ့ဒါပကံဆေးဆက်ကပကံတွေဆေးနေတဲ့အတန်တဲ့နောက်ထပ်ကျမနာအကြည်ရုပ်ကိုအတန်ရုပ်ကလာတိုက်နေပါတယ်စိတ်ကပြောရင်အဲ့ဒါတိုင်ကက်နာရီကအတန်တဲ့ကျမအခုစကားပြောနေရင်ကရင်နှွေးချမ်းလေးထပ်တောက်လိုက်ပါတယ်ရှာအကြည်ရုပ်နဲ့ရင်နှွေးချမ်းရုပ်ထိသွားတော့စိတ်ကပြောပါတယ်အေးသွားပြီတဲ့ရှင်ကျမတို့အားလုံးရုပ်နဲ့ကွဲနေကြတာပါကျမတို့အဝိဇ္ဇာတွေကြောပြီးကွဲနေကြတာလို့မသိကြတာပါရှင်အချိန်တိုင်းတရားနေရာတိုင်းတရားတွေပါရှင်ရုပ်နဲ့တေချာကွဲတာမြင်ရင်စိတ်ချရပါပြီနော်နောက်ပြီးဘယ်ဘက်လက်ကရုပ်နဲ့ညာဘက်လက်ကရုပ်ရိုက်လိုက်ရင်ဖြတ်ခနဲမိပါတယ်ရှင်ဖြတ်ခနဲမိတာကစိတ်နဲ့တူပါတယ်စိတ်ဆိုတာအရှိတရားမဟုတ်ပါဘူးအကြောင်းတိုက်ဆိုင်မှပေါ်တဲ့အဖြစ်တရားပါပေါ်ပြီးပြက်နဲ့ချက်ချင်းအစားထိုးနေတာမို့အမြဲရှိနေသေးအောင်ထင်ရတာပါရှင်တရားနဲ့ပျော်မွေ့နိုင်ကြပါသည်ရှင်နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်